င်္ဂလာပါမိသားစုများကျမကတော့ပေါ့နော်ဒီနေ့ကူးလေးမှာရောက်နေတာဖြစ်တယ်ပေါ့နော်ဒီမှာလာပြီးတော့မှကျမနေပူစာတွေပေါ့နော်အနှဲငယ်လှုံမယ်ဖျားခင်ရဲ့ဖန်ဆင်းခြင်းလက်ရာတွေထဲမှာကျမတို့ရဲ့အလကားပေါ့နော်ရနိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါမှာ vitamin D ပါနေအောင်ကြည်ရပဲ vitamin D ကိုကျမတို့ကအပြည့်အဝရတာဖြစ်တယ်အစားတောက်တွေထဲမှာရှိပါတယ်ဒါပေမဲ့နည်းနည်းလေးတွေပဲပါတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မိသားစုတွေကိုအားပေးခြင်းနဲ့အခုလိုပေါ့နော်ကျမတို့ဒီနိုင်ငံမှာဆိုတော့နွေရာသီလေးရောက်လာတယ်နောက်ရတဲ့အခါမှာမနေ့ပိုင်းပေါ့နော်နေအောင်ကြည်လေးကိုလည်းပဲ vitamin D လေးကိုလည်းကျမတို့ရအောင်ယူမယ်ဒါအပြင်မှာနောက်ထပ်အကျိုးမြတ်တစ်ခုလာပါလဲဆိုတဲ့အခါမှာပေါ့နော်ကျမတို့ရေကူးခြင်းပါရေကူးခြင်းကကျမတို့ကျန်းမာရေးအတွက်အင်မတန်မှပေါ့နော်ကောင်းတဲ့လေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ်သူကရေကူးခြင်းကပေါ့နော်ကျမတို့ရဲ့ဒီနှလုံးအတွက်တစ်ခုပဲမဟုတ်ဘူးပေါ့နော်အဆုတ်အတွက်တွေကျမတို့ရဲ့အကြောတွေပြီးကျမတို့ရဲ့ကြွက်သားတွေကျမတို့ရဲ့အယိုးတွေတကူလုံး the whole body လို့သူတို့ပြောရဲပေါ့နော် the whole body ဟို exercise တွေပေါ့နော်အများကြီးလုပ်ခွင့်ရတာဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့မိသားစုတွေကိုအားပေးခြင်းနဲ့အခွင့်အရေးလေးရတယ်ဆိုရင်တော့အတူတကွာပေါ့နော်မိသားစုလေးတွေဒီကူးကန်လေးမှာဆင်ပြီးတော့မှမိသားရဖွဲ့လို့ရတာဖြစ်တယ်ပေါ့နော်ဇနီးမောင်နှံနေဒီကူးကန်လေးမှာသွားပြီးတော့မှပြန်လည်ပြီးမှပေါ့နော် relationship လေးတွေတည်ဆောက်လို့ရတာဖြစ်တယ်ဒီတဲ့အခါမှာတူတယောက်တည်းဆိုတဲ့အခါမှာပေါ့နော်ဖျားခင်နဲ့ရေကူးနေနဲ့စကားပြောလို့ရတာဖြစ်တယ်အဲ့ဒါကျမတို့ရဲ့အခွင့်ကောင်းပဲဖြစ်တယ်ပေါ့နော်ဒီကနေ့ကျမတို့ကရေကူးကန်ထဲမှာပေါ့နော်နိုင်ငံရခြားမှာဆိုရင်တော့သူတို့ရေကူးဝတ်စုံလေးတွေပဲဝတ်ရတာဖြစ်တယ်နားလည်ပေးပါဘာကြောင့်လဲဆိုတဲ့အခါမှာကျမတို့ဒီရေကူးခြင်းကအင်မတန်မှပေါ့နော်ကောင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်လို့ပေါ့နော်တဘာဝလေလေးကိုလည်းရှူဆိုင်ခွင့်ရတယ်တဘာဝရဲ့ပေါ့နော်အရာလေးတွေကိုအခုဆိုရင်ပေါ့နော်အကောင်လေးလည်းအော်နေတယ်အဲ့ဒါကကျမတို့ရဲ့တကယ်ပေါ့နော် peace ဖြစ်တယ်ဒါကြောင့်အတူတကွဒီနေ့ရေကူးကြည့်ကြမယ်နော်ဒါဆိုရင်ကျမကတော့ပေါ့နော်ရေကူးတာကိုအင်မတန်မှပေါ့နော်နှစ်သက်တာဖြစ်တယ်ဒါပေမဲ့ကျမနှစ်သက်တယ်ဆိုဒီမှာရေကူးကျွမ်းကျင်လာဆိုရင်ကျမရေကူးကျွမ်းကျင်တယ်ဒီမဟုတ်ပါဘူးဒါပေမဲ့ရေကူးကန်ထဲမှာကျမတို့လေ့ကျင့်ခန်းတွေပေါ့နော်လှုပ်ခြင်းကအင်မတန်မှကောင်းတဲ့အရာဖြစ်ပါတယ်နော်ရေကူးကန်ထဲမှာကိုယ်လက်လှုပ်ရှားမှုတွေပေါ့နော်အမျိုးစုံကျမတို့လုပ်ရတာဖြစ်တယ်ကျမဆိုညာတော့ဖြစ်ပေါ့နော်အလုပ်ကကျမပေါ့နော်လုပ်တယ်ပြန်လာပြီးဆိုရင်တော့ကျမရေကင်းကန်လေးထဲမှာဆင်းပြီးတော့မှကျမအကျော်ကြီး short လိုက်တယ်ပေါ့နော်ဒီလိုကြောင့်အများကြီးလှုပ်ရှားမလို့ပါဘူးနိုင်ဝက်လောက်ပါပဲပေါ့နော်ရှိသမျှတစ်ပုံလုံးမှာရှိတဲ့အကျော်တွေပေါ့နော်အမျိုးမျိုးကျမပေါ့နော်နေစင်ကနေလုပ်ပြီးတော့မှအကျော်တွေ short တာမျိုးတွေလည်းပဲရှိတယ်ကျမတို့ကရေကူးခံထဲမှာပေါ့နော်ဒီလိုမျိုးလေးကျင်ငန်းတွေလှုပ်ချင်းနဲ့ကုန်းပေါ်မှာလေးကျင်ငန်းတွေလှုပ်ချင်းဟာဆိုရင်ရေကူးခံမှာလေးကျင်ငန်းလှုပ်ချင်းကပို့ပြီးအကျိုးအမြတ်တွေရတာဖြစ်တယ်လို့ကျမတို့ရဲ့ခန္ဓာကိုယ်ကိုလည်းပို့ပြီးမှသူကတတ်တာစီတာဖြစ်တယ်အပြင်မှာဆိုရင်ကျမတို့ကလေးကျင်ငန်းလှုပ်တယ်ဆိုရင်ကျမတို့ရဲ့အယိုးတွေအစစ်တွေပေါ့နော်အချောတွေကိုပို့ပြီးမှသူကလှုပ်ရှားပြီးတော့လှုပ်ရတယ်ပေါ့အစစ်ကလေးတွေပေါ့နော်ကျမတို့ကပို့ပြီးမှတတ်တာစီတယ်ဒီဘက်ရေထဲမှာလှုပ်တဲ့လေးကျင်ငန်းပေါ့နော်ဒါကြောင့်မလို့ကျမကပေါ့နော်ရေထဲမှာလှုပ်တဲ့လေးကျင်ငန်းလေးတွေကိုပို့ပြီးမှနှစ်သက်တာဖြစ်ပါတယ်ပေါ့နော်ဟိုကြိုင်နှစ်သက်တဲ့လေ့ကျင့်ခန်းတွေအမျိုးမျိုးကိုကျွန်တော်ရေထဲမှာလည်းပေါ့နော်လာရောက်လုပ်လို့ရတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုအမျိုးမျိုး sketch လေးပေါ့နော်ခုံနဲ့အမျိုးမျိုးအရှိအနာပေါ့နော်ကြော်လေးတွေမှာစအမျိုးမျိုးပေါ့နော်ကျွန်တော်လုပ်လို့ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်မိသားစုတွေကိုလည်းအားပေးချင်တယ်ဒီလိုခွင့်လေးရရဲဆိုရင်တော့ကျမတို့ပေါ့နော်နှလုံးသားမှာဖို့အစုပ်တွေကြားမှာဖို့တစ်ခုလုံးလှုပ်ရှားဖို့အတွက်ကိုပေါ့နော်ဒီရေထဲမှာလာရောက်ပြီးမှကျမတို့လေ့ကျင့်ခန်းလေးလုပ်ဖြစ်တာဖြစ်ပေါ့နော်မောင်ရဲ့ခံယူကိုလေးကိုဒီဆက်ကြရအောင်ပြီးရင်ပေါ့နော်တချို့လူတွေအတွက်ကိုတော့ကျမအားပေးခြင်းနဲ့ဘာကြောင့်လဲဆိုရင်တချို့ကရှင်နဲ့ပတ်သက်ပြီးမှသူ traumatize ဖြစ်ပေါ့နော်ဖြစ်ခဲ့ပြီးတာဖြစ်မယ်ဒီနဲ့ပတ်သက်ပြီးဒီနေ့ခဲ့ပြီးတာရှိကောင်းရှိနေဒီနဲ့ပတ်သက်သူတို့ကြောက်တယ်ဆိုရင်တော့အတင်းအဓမ္မပေါ့နော်မတိုက်တော့မှဘူးလိုအပ်တယ်လို့ပေါ့နော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲပေါ့နော်ပြောရဲဆိုရင်တော့လုပ်ပါဒါပေမဲ့တကယ်ပဲရည်တည်ခြင်းကတော့ကျမ်းမာရေးအတွက်အင်မတန်မှကောင်းတဲ့ဒီသင်္ကန်းလေးတစ်ခုဖြစ်ပါတယ်နော်